နေပြီလားဗျာတချိုးလေးရိုက်မယ်တချိုးလေးဝင်းနေဘောဆရာပြေအေးတော့ညာလောက်ပြန်ပြီလောက်ပြန်ပြီဝင်နေသွားပြီတချိုးလေးโอ้ဘယ်သူမှမပြောတင်တော့ကွာဟာသွားပြီဟာကတည်းကကြည့်နေတော့ဟုတ်တယ်တော့ဒါဇလည်းပြောတယ်လည်းပြောဟာဆောင်းကြည့်နေကွာစားပြေကိုလည်းဘယ်လိုလုပ်တော့ဒီဘောဟေးတို့တောင်းလို့ဒီလည်းကိုထွက်နေတယ်ဒီလေလောင်းနေပြီဟေး老嘛，鼓掌，停，那都点我这么多，这样是着急，漏地啊！你让我们家留心啥的，这样来的啊，5两往哪路？ငူးလိုက်တာကွာဒီချက်ကလည်းခိုင်းနေရက်တော့မတက်ရက်လို့မရဘူးဟုတ်ခိုင်းနေဟိုဘလို့ကြီးလဲကွာတအားကြီးကိုစိုးပါလေရတယ်အောက်ထိုင်းနေဒီလောက်တော့ဘာမှမဖြစ်ဘူးရတော့တယ်စာပြင်းနေနေဆိုတော့ထပြီးတော့ပြေးလာပဲမလွတ်တဲ့သူကကြံသေးတယ်အထဲမှာအဲ့ခုပဲတိုးချက်ဆောင်ပါဒီငယ်ချင်းတချို့ပြီးတယ်ခုတချို့ကတော့ဒါကွက်ပြေးပြီးတော့ရှုပ်ကတ်တွေနဲ့ဆွဲထုတ်တာရှိတယ်ဒီရဆိုတာကွဲပြေးပြီးတော့ဒီလိုနဲ့တော်တော်ထိပါတယ်ဟုတ်တာဒီနဲ့လုံးနေပါနေနေတယ်လုံးနေပါထိတော်ထိပါတယ်ဆုံးတိုက်တဲ့ကပဲမဆုံးရင်တိုက်တဲ့ကပဲဟေးလေဘာလေးတော့မီးဆွမ်းဆောင်တို့ဖျားကဘာမှမရတော့နောက်တော့တိုးချက်ဆောင်နောက်ဖျားကပြီးတော့ဖျားကတော့တော်တော်လှုပ်တယ်ဘာမှမဖြစ်ဘူးလေဖိုးကြီးလုပ်ပြပါအားကျနေတော့အားကျတယ်ဖိုးကြီးကဘောထဲမှာအများကြီးရှိတယ်ဆင်းမရတာလေအကုန်လုံးပြည့်ရလူရောနားတဲ့လူတော့ဒဏ်ရာတွေနဲ့ဟုတ်ပြီးတဲ့ခွဲဦးစီးတော်နာသွားတယ်ဟမ်ဦးစီးတော်နာသွားတယ်ဒီကောင်တားမထောင်ထောင်းပြီးတော့ဟိုဘောဦးစီးနေဘယ်နဲ့ကွာဘာလို့လဲဒီကောင်လှုပ်ပါဦးဒီမနိုင်ငံဟောကင်းလား